မင်္ဂလာပါဒေါက်တာဝိုင်ရဲ့ Warm Space ကပြန်နေကြိုဆိုလိုက်ပါတယ်ကျမဒီနေ့မှာတနေ့ကပြောထားတဲ့အမျိုးသမီးဟော်မုန်းအတက်အကျနဲ့စိတ်ကျန်းမာရေးဆိုတာပြောထားတယ်အဲ့ဒါရဲ့အဆက်ပေါ့နော်အပိုင်းနှစ်ကိုပြောချင်တယ်ဒါကတော့သွေးဆုံးအကျိုးစိတ်အပြောင်းလဲတွေနဲ့စိတ်ကျန်းမာရေးပေါ့အဲ့တော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်အသက်40ကျော်50ကျော်အမျိုးသမီးတွေမှာဘယ်လိုပုံစံတွေနဲ့လာလဲဆိုလို့ရှိရင်ယာသီမမှန်ဘူးညဘက်တွေအိတ်မပျော်ဘူးပူလိုက်အေးလိုက်ပေါ့နော်ခန္ဓာကိုယ်ကနေပြီးတော့အပူတွေထွက်လာတယ်ပေါ့ဆိုတော့အဲ့ဒါ hot flashes လို့ခေါ်တယ်ထွက်လာတယ်နောက်စိတ်အပြောင်းအလဲတွေအရန်ဖြစ်တယ်စိတ်ကတက်အကျအရန်ကျန်းတယ်ပေါ့နော်ဒီလိုမျိုးတွေနောက်တစ်ခုကကြတော့ရုပ်လဲပြောင်းလဲလာပြီးတော့ခါကြတော့အဲ့ဒီရုပ်ပြောင်းလဲခြင်းပေါ်မှာအိုမင်းလာပြီပေါ့နော်ငါ့ကိုဘယ်သူမှအရေးမဆိုင်တော့ဘူးတန်ဖိုးမရှိတော့ဘူးအထီးကျန်တဲ့တိမ်ငယ်တဲ့စိတ်တွေဒီလိုမျိုးစိတ်တွေရှိတဲ့အမျိုးသမီးတွေလာကြတယ်အဲ့ဒါကဘာကြောင့်လဲပေါ့နော်အဲ့ဒါကတော့အဓိကကဘာလဲဆိုရင်ကျမတို့ရဲ့အမျိုးသမီးဟော်မုန်းဖြစ်တဲ့ estrogen ကကျလာတယ်ကျလာတဲ့အတွက်ကြောင့်မို့လို့အုံနောက်နဲ့စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲနဲ့ဘာလို့တာလဲဆိုလို့ရှိရင်စိတ်တွေကစိတ်ခံစားချက်တွေပြောင်းလဲသွားတာဖြစ်ပါတယ်အဲ့တော့အရက်မှာပြောနေကြသလိုမျိုးသွေးဆုံးမိရက်ကင်နေတာစိတ်တွေကြောင်ချောက်ချဖြစ်နေတာအဲ့ဒါဟာမဟုတ်ပါဘူးအဓိကတော့ဟော်မုန်းကျသွားတဲ့အတွက်ကြောင့်မလို့ဖြစ်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်နေတဲ့အမျိုးသမီးတွေကိုကျွန်မကူညီချင်တယ်အဲ့တော့ခါကြတော့ဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲပေါ့နော်အဲ့ဒါလေးကိုပြောပြသွားချင်တယ်အဲ့တော့ဆောင်ရဖို့အတွက်ကတော့အဓိကကျမတို့ဒီ estrogen level တွေကကျသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ခန္ဓာကိုယ်ထဲမှာမရှိတော့အစားဖြည့်ဆွတ်ပေးရမှာဖြစ်တဲ့အခါမှာအပင်ကနေကြတယ်ပေါ့နော် phytoestrogen ဆိုတဲ့အရာပေါ့အော်ဘာတွေဖြစ်မလဲဆိုရင်ပဲနို့တို့တိုဖူတို့ပဲပြားတို့เนาะနောက်တစ်ခုကကြတော့ပဲအမျိုးမျိုးနောက်ဘာရှိနိုင်လဲနှမ်းကြိတ်ဖတ်တွေလေအဲ့လိုမျိုးဟာမျိုးတွေစားလို့ရတယ်နောက်အဲ့ရင်းနဲ့ပတ်သက်ပြီးတော့သူကပြောတယ်အိတ်မပျော်ဘူးဆိုတဲ့အခါကျတော့ကိုယ့်ရဲ့အိတ်ခမ်းကိုပြန်ကြည့်ပြီးတဲ့အခါမှာလေဝင်နေထွက်ကောင်းရလားပေါ့နော်ကောင်းရလားဆိုတာကျမတို့တစ်ချက်ပြန်ကြည့်ရမယ်နောက်ဝတ်တဲ့အဝတ်အစားတွေဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်ကြီးကပူလိုက်အေးလိုက်ဒီလိုမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လှတာထက်ပေါ့နော်အဓိကချွေးစုံနိုင်ရမယ်ပေါ့ပါတဲ့အဝတ်အစားတွေဖြစ်တဲ့ခြိသားတွေကိုဝတ်ဆင်ပေးပါเนาะအဲ့ဒါမျိုးလေးတွေဝတ်ဆင်ကြမယ်နောက်တစ်ခုကတော့အယိုးအစစ်တွေကိုတတ်မှစေဖို့လိုတယ်အဲ့အတွက်ကြောင့်မို့လို့လမ်းလျှောက်လေးကျင်ကန်လုပ်မယ်တနေ့ကိုမိနစ်20လောက်လမ်းလျှောက်မယ်နောက်တစ်ခုကကြာယောဂကစားတတ်တဲ့သူတွေဆိုလို့ရှင်လည်းကစားပါတရားထိုင်မှာကိုစိတ်အေးချမ်းသာစေမဲ့နီလန်းတွေကိုပေါ့နော်ရှာဖွေရမှာဖြစ်တယ်အဲ့တော့ရှောင်ဖို့ရာအတွက်ကဘာတွေလုပ်ရမလဲဆိုလို့ရှင်ရှောင်ဖို့ရာအတွက်ကကဖင်းတက်မှာဆိုလို့ရှင်ကော်ဖီနော်လက်ဖက်ရည်အရက်အပူအဆက်လွန်ကဲတာတွေနောက်တစ်ခုကကြတော့ဆလိပ်ပေါ့နော်အဲ့တော့အဲ့လိုအရာတွေကိုစားလေခန္ဓာကိုယ်ကအပူတွေထွက်လေခုနလိုမျိုးဟော်မုန်း changes ကြောင့်ဖြစ်တဲ့အဲ့ hot flashes တွေကရလေညဘက်တွေအိတ်မပြောလေဒါကြောင့်မို့လို့ဒါတွေကိုရှောင်ချင်ပါနောက်တစ်ခုကကြတော့ကိုယ်ခံစားချက်ကိုဘာလုပ်ရမလဲဆိုလို့ရှိရင်တတိရှိရမယ်ပေါ့နော်အတွေးတွေလွန်နေတယ်အဲ့တော့ဘာဖြစ်မလဲမသိဘူးဘာလုံးမလဲမသိဘူး overthinking တွေဖြစ်ပြီးတဲ့အခါကျတော့ဖြစ်မလာသေးတဲ့အရာတွေကိုတွေးပြီးပြန်ပူပြီးတဲ့အခါကျလို့ရှိရင်ကိုအပြစ်တင်ဝေဖန်တယ်နောက်တစ်ခုကကြတော့စိတ်တွေကဘာဖြစ်နေလဲဆိုလို့ရှိရင်အမြဲတမ်းစိုးရိမ်ကြောက်ကြတွေရှိနေတယ်ဒါတွေကိုဘာလုပ်ရမလဲဆိုလို့ရှိရင်ကျမတို့တက်နိုင်ဆုံးရှော့ချရမယ်ကိုပြန်လဲကျင်နာပေးဖို့အတွက်ကျမတို့ကြိုးစားရမယ်ပေါ့နော် self kindness ရှိရမှာဖြစ်တယ်နောက်တစ်ခုကကြတော့မှားတဲ့တစ်ချက်ကဘာလဲဆိုလို့ရှိရင်တက်တာခြင်းစောနဲ့ပေါ့နော်သူများတွေကနေပြီးသူများတွေကတော့ဒီဆေးတွေတောက်နေကြပြီးဟော်မုန်းဖြစ်ဆွက်ဆေးတွေတောက်နေကြတယ်ငါလည်းတောက်အောင်ပါပဲဆိုပြီးတော့မလုပ်ပါနဲ့အဲ့တော့ကိုယ့်သဘောနဲ့ကိုဆေးတောက်တာတွေကိုရှောင်ပါပေါ့နော်တကယ်လို့တောက်ချင်တယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှကျမတို့တောက်ရမှာဖြစ်တယ်နောက်ဆုံးအချက်အနေနဲ့ကဘာပြောချင်လဲဆိုရင်မိသားစုဝင်တွေကိုပြောပြချင်တာအဲ့တော့မိသားစုဝင်တွေအနေနဲ့ကိုယ့်ရဲ့အမေရပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇနီးမယားပဲဖြစ်ဖြစ်ပေါ့ဒီလိုမျိုးစိတ်တွေဆက်တယ်ဒေါသတွေဖြစ်တယ်ပွက်လောတွေရိုက်တယ်ခဏစူပွက်နေတယ်ဆိုလို့ရှိရင်ညှိုညင်မှုတွေမဖြစ်ပါနဲ့အဲ့တော့ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်မှာဟော်မုန်းတွေကကျပြီးတော့အကြီးကျယ်အတွင်းထဲမှာစစ်ပွဲတွေဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒါကိုကျမတို့နားလည်ကြရမယ်ကျမတို့ဖေးမပေးကြရမယ်ကျင်နာစိတ်နဲ့ဘာလို့ပေးရမလဲဆိုလို့ရှိရင်သူတို့ကိုစိတ်သက်ခွန်အားတွေပေးဖို့လိုအပ်ပါတယ်အဲ့တော့မိသားစုဝင်တွေရဲ့စောင့်ရှောက်မှုကလည်းအများကြီးအရေးကြီးပါတယ်အဲ့ဒီအချိန်မှာပေါ့နော်ဆိုတော့ကျမဒီနေ့ပြောပြသွားတဲ့အကြောင်းအရာလေးက
ကိုယ့်အတွက်အကျိုးစုံတရားရှိစေခဲ့မယ်ဆိုလို့ရှိရင် page ကို follow လုပ်ပါ like and share လုပ်ပြီးတော့ community ကိုမျှဝေနိုင်ပါတယ်ဒေါက်တာဝိုင်ရဲ့ warm space ဖြစ်ပါတယ်နောက်ထပ် video နဲ့အတူပြန်လာခဲ့ပါမယ်ရှင်